ချိုရမ်းမကဲပဲနဲ့လေနုနုညံ့ညံ့လေးနဲ့အရန်စားလို့ကောင်းပြီးတော့အချိန်ကြာသွားတာတော့မသွားမယ်ငပြောသည့်ကိတ်မုံလေးကိုဒီနေ့အမတို့တူတူလုံးရအောင်နော်အရင်ဆုံးရေးကြည့်တာကတော့လေတော်တော်လေးကိုမှဲ့နေငပြောသည့်လေးလိုပါတယ်နော်အဲ့တော့အိမ်မှာမစားပြစ်ဖဲနဲ့မှဲ့ပြီးတော့ကြံနေငပြောသည့်လေးရှိရင်အဆင်ပြေတာပေါ့နော်ဒီကိတ်မုံလေးကလေထောပတ်ရဲ့စီရဲ့ကိုနှစ်ခုလုံးသုံးပေးဖို့လိုတယ်ပေါ့နော်စီကကြတော့ကိတ်မုံအသားလေးကိုနူးညံ့အောင်လုပ်ပေးပြီးတော့ထောပတ်ပါတော့ကြတော့ကိတ်မုံလေးကပို့ပြီးတော့မှုရပါရှင်အမတို့အရင်ဆုံးငပြောသီးလေးတွေကိုခွန်လေးခွာပြီးတော့ခရင်ဒါမှမဟုတ်ရင်အာလူချေရဲ့အတန်လေးကိုသုံးပြီးတော့တော်တော်လေးညက်သွားတဲ့အထိခြေပေးပါမယ်နော်။ပါဝင်ပစ္စည်းအသေးစိတ်ကိုလေ caption မှာလည်းရေးပေးထားပါမယ်နော်။ငပြောသီးလေးတော်တော်လေးခြေသွားပြီဆိုတော့မှစီလေးထည့်ပါမယ်။ထောပတ်ကိုလည်းအပူလေးပေးပြီးတော့ပျော်အောင်လုပ်ပြီးတော့မှထည့်ပါမယ်နော်။ပြီးရင်ကြက်ဥလေးပါထည့်လိုက်ပါမယ်ရှင်။ကျုပ်ခောက်တန်လေးသုံးပြီးတော့လေအကုန်လုံးကိုရောသွားအောင်လို့ဒီလိုလေးမှွေပေးပါမယ်နော်။မှန်တကယ်ကတော့စီနဲ့ထောပတ်နဲ့ကိုစားတူထည့်ရမှာပေါ့နော်။ငါအိမ်မှာထောပတ်လေးနဲ့နည်းနေအောင်မို့လို့စီလေးကိုပို့ထည့်ထားပါတယ်ရှင်။ပြီးတော့ရင်ကတော့ဂျုံမုံလေးကိုလည်းဒီလိုစကားလေးနဲ့စစ်ပြီးတော့ထည့်ပေးလိုက်ပါမယ်နော်။အဲ့ဒါပြီးတော့ရင်ကတော့တကြားရဲ့စားရဲ့ဘေကင်ဆိုတာလေးကိုထည့်ပါမယ်။ဒီလိုဗနီလာဘင်းဖေ့စ်လေးကိုလည်းထည့်ပေးလိုက်ပါတယ်။ဗနီလာအနံ့အမဲထည့်လဲရပါတယ်နော်။ပြီးရင်ကတော့အကုန်လုံးတေချာလေးရောသမသွားအောင်မှွေပေးလိုက်ပါနော်အမကလေတကြားကိုထမင်းစားစုံ၄စုံပဲထည့်ထားတာပေါ့နော်အချို့တော်တော်ရှော့ထားတာပါရှင်အချို့ပိုကြိုက်တယ်ဆိုရင်ပိုပြီးတော့ထည့်လို့ရပါတယ်တချို့ recipe တွေမှာဆိုရင်လေတကြားကို1 cup အထိထည့်ပါတယ် brown sugar ကို half cup white sugar ကို half cup အဲ့လိုရောပြီးတော့ထည့်ပေါ့နော်အဲ့လိုအချိုးလျှော့မယ်ဆိုရင်တော့ brown sugar တစ်မျိုးလေးထည့်ပေးပါရှင်အမကမုတ်ဖုတ်ဖို့တော့ဒီ loaf pan လေးကိုသုံးပါတယ်နော်မုတ်နှစ်လေးတွေလောင်းမထည့်ခင်အရင်ဆုံးစီလေးနဲ့လိုက်တုပ်ပေးပါမယ်ပြီးတော့မှခုနအမတို့တေချာလေးမှွေထားတဲ့မုတ်နှစ်လေးတွေကိုထည့်ပေးပါမယ်ရှင်အမကအပေါ်ကနေဒီလိုမျိုးငပြောသီးလေးတွေကိုလှီးပြီးတော့ထည့်လိုက်ပါတယ်ဘာမှမထည့်လဲရရတယ်တချို့ကတော့အပေါ်ကနေ chocolate chips လေးဖြူတယ်ပေါ့နော်မုံနှစ်လေးနဲ့နေအောင်ပါလေအာဗန်ကိုကြိုးပြီးတော့ preheat လုပ်ထားပေးပါနော်190 degree နဲ့15မိနစ်လောက် preheat လုပ်ပေးထားရင်ရပါပြီရှင်မုတ်ဖုတ်တဲ့နေရာမှာလည်းအပေါ်မီးအောက်မီးနဲ့190 degree နဲ့မိနစ်50ဖုတ်ပါမယ်နော်မိနစ်40လောက်ဖုတ်ပြီးသွားပြီဆိုရင်လေမုတ်သားလေးကိုတစ်ချက်စမ်းကြည့်ပါမယ်နော်သွားကြထိုးရန်လေးနဲ့မုတ်သားရဲ့အလဲကိုတစ်ချက်ထိုးကြည့်ပါရှင်ဒီလိုမျိုးသွားကြထိုးရန်ပေါ်မှာလေမုံနှစ်အရေးပြောင်ပြောင်လေးကပ်ပါလာတယ်ဆိုရင်မရသေးဘူးပေါ့နော်နောက်ထပ်9မိနစ်ကနေ10မိနစ်လောက်ဆက်ဖုတ်ပေးဖို့လိုပါတယ်ပြီးရင်ကတော့နောက်တစ်ခေါက်ထပ်ပြီးတော့စမ်းကြည့်ပါနော်သွားကြထိုးရန်ပေါ်မှာလေမုံနှစ်အရေးအဆိုးတွေမဟုတ်ဘဲနဲ့ဒီလိုအဖက်ဖက်လေးတွေဖြစ်ပြီးဆိုရင်ကတော့ရပါပြီနော်နောက်ပြီးတော့လေမိနစ်40လောက်ကစပြီးတော့ကိတ်မုတ်ရဲ့အပေါ်မှာအလူမီနီယံဖိုင်းလေးတင်ပြီးတော့ဖုတ်ပေးရင်အပေါ်ရန်ကိတ်မုတ်သားအရင်ညိုမသွားတော့ပါဘူးရှင်အာဗန်ထဲကနေထုတ်ပြီးချင်းလေအရင်ဆုံး15မိနစ်အေးခံပါနော်ပြီးတော့ရင်ကတော့ loaf တင်ထဲကထုတ်ပြီးတော့နောက်ထပ်15မိနစ်အေးခံပြီးတော့မှကိတ်မုတ်လေးကိုလှီးပါရှင်ကိတ်မုတ်သားလေးကိုကြည့်ပါအောင်နုနုညံ့ညံ့အနေနဲ့လေအရသာလေးကလည်းတော်တော်လေးကိုကောင်းတာပါပြီးတော့ဒီကိတ်မုတ်လေးကလေထင်ထားတာထက်ဖုတ်ရတာလည်းတော်တော်လွယ်တယ်သိလားအိမ်မှာလှုပ်ရှားကြည့်ကြပါအောင်နော်ဒါဆိုရင် M တို့နောက်ဗီဒီယိုကြီးကြမှာပြန်တွေ့ပါမယ်ရှင်